အားလုံးပဲမင်္ဂလာပါခင် audio book channel ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့မအိုစာရဲ့ပုံနှပြန်စံအိမ်ရဲ့အဆက်လေးကိုထပ်ပြီးတော့ပြောပြမယ်နော်ညရောက်တော့မင်းနေဟာအိမ်ကြီးရဲ့အပေါ်ထက်ပတင်းပေါက်ကနေတောင်မြင်ကိုလမ်းကြည့်နေမိတယ်ဒီအချိန်မှာပဲတောင်မြင်ပေါ်မှာတရွေ့ရွေ့သွားနေတဲ့မီးလုံးလုံးအရာကိုမြင်လိုက်ရတယ်မင်းနေဟာထိုအရာကိုစူးစိုက်ကြည့်ရင်ဥပုပ်ကူတော်ဝိုင်းလာကြပါအောင်ဗျာလို့လမ်းခေါ်လိုက်မိရဲ့မင်းနေရဲ့ခေါ်တန်ကြောင့်အိယာဝင်ဖို့ပြင်နေတဲ့ဥပုပ်ကူတို့ဟာအပေါ်ထက်ကိုကမန်းကတန်းပြေးတက်ခဲ့ရတယ်ဥပုပ်ကူတို့ရောက်တဲ့အခါမင်းနေကပတင်းပေါက်အနီးကိုခေါ်လိုက်ရင်လာကြည့်ပါအောင်ဗျတောင်မြင်မှာမြင်ရပါတွေလဲလို့ညွန်ပြပြီးမေးလိုက်မိရဲ့ဥပုပ်ကူတို့လင်မယားဟာမင်းနေညွန်ပြရာကိုကြည့်လိုက်ရင်ဟာထူးဆန်းလိုက်တာတောင်မြင်ပေါ်မှာမီးလုံးတွေပြေးနေတယ်ကျုပ်ထင်တော့စုံတောက်တာထင်တယ်ဒီနေ့ဟာလာပြေးနေပဲဖြစ်နိုင်တယ်လာပြေးလာကွယ်နေတွေမှာစုံတောက်တတ်တယ်လို့ကြုတ်ကြဘူးတယ်လို့ပြောလိုက်တဲ့အခါဒေါ်ဝိုင်းကလည်းဝင်ပြီးဟုတ်တယ်တော့မီလုံးနဲ့တရွေ့ရွေ့သွားနေရကြည့်ပါလားဒါဟာလူလောက်တာတော့မဖြစ်နိုင်ဘူးစုံတောက်တာပဲဖြစ်ရမယ်ဆရာလေးလို့ထင်ကြေးပေးပြန်တယ်သူတို့စကားကြောင့်မင်းနေဟာခေါင်းကိုခါရမ်းလိုက်ရင်ခမည်းတော်ကလည်းဗျာတစိတ်ရှိမဖြစ်နိုင်တာတွေပဲပြောနေကြတယ်ဒီဘက်ခင်မှာဒါတွေမရှိတော့ဘူးဗျခမည်းတော်ဘာလို့ဒီလောက်အယူတင်းနေကြရလဲလို့မေးလိုက်တယ်ဒီအခါမှာဒေါ်ဝိုင်းကအာတက်တရောအမူအရာနဲ့ဆရာလေးကဒီမျိုးကိုရောက်တာမကြသေးတော့ပုံနှပြန်ဆိုင်ရင်အကြောင်းမသိသေးလို့ဒီလိုပြောနေတာပါကျုပ်တို့အရက်မှာတော့ပုံနှပြန်နဲ့ပတ်သက်တဲ့ရာဇဝင်တွေက၆ချပွဲကောင်းတဲ့ပုံမြင်ရှည်တဲ့ပုတ်လိုပဲလို့ပြောလိုက်တဲ့အခါမင်းတွေကမျက်ခုံးဖြင့်မကုံမြင့်တက်သွားရင်ပုံမြင်ရှည်တဲ့ပုတ်လိုဟုတ်လားစိတ်ဝင်စားဖို့တော့ကောင်းတယ်ပြောပါအောင်ဗျပုံနှပြန်ဆိုင်ရင်အကြောင်းအပြင်းပြေနားထောင်ရတာပေါ့ဒီအခါမှာတော့ဒေါ်ဝိုင်းကတတွေးကိုမျိုးချလိုက်ရင်ဆရာလေးမယုံရင်ပုံမြင်တပုတ်လိုနားထောင်လိုက်ပါကျုပ်တို့အရက်မှာတော့တကယ်ကိုဖြစ်ခဲ့တာပါတခါကန်းချွေရကအစွန်အဖျားမှာနေထိုင်တဲ့တန်ဃာတဲ့မိသားစုတစ်ခုရှိခဲ့တယ်သူတို့လင်မယားမှာသားတစ်ယောက်ရှိတယ်အဲ့ဒီကလေးကအသက်73နှစ်ဝန်းကျင်လောက်ရှိမယ်နာမည်ကဖိုးထူးတဲ့ဖိုးထူးဟာတရွာလုံးအော်ကြောလန့်အောင်တိတ်ဆိုတဲ့ကလေးရှင်လူကြီးတူမတွေစကားဆိုလုံးဝနားမထောင်ဘူးမအေးကဒါမလုံးနဲ့ဆိုဒင်းကလှုပ်လိုက်ရမှာစားဝင်တဲ့ကလေးမျိုးကျုပ်တို့ကန်းချီရွာမှာပုံနှပြန်ဆန့်အိမ်ဆိုလူကြီးမပြောနဲ့ကလေးတောင်ဖြုတ်ဝန်းတဲ့နေရာမဟုတ်ဘူးတနေ့ဖိုးတူကမိဘရဲ့တာမြစ်ထားတဲ့ကြားကပုံနှပြန်ဆန့်အိမ်ရှိတဲ့တောင်မြင်ဘက်ကိုလာပြီးခယူကောက်ခဲ့တယ်အဲ့ဒီခယူကောက်တဲ့ညမှာပဲဖိုးတူကလူမန်းသူမန်းမသိအောင်အဖျားဝင်ပြီးတတိမေ့မျောသွားခဲ့တယ်ဖိုးတူတတိရလာတဲ့အခါမှာတော့တွတ်ခါအောင်ယူသွားတော့တာပဲဖိုးတူတို့မိသားစုရဲ့ကံကြမ္မာဆိုကတိတ်ကြောက်ဖို့ကောင်းတယ်တော့တိတ်ပြီးအံ့အောင်ဖို့လည်းကောင်းတယ်ဖိုးတူရဲ့အဖေကထမင်းစားရင်ထမင်းနေပြီးရုတ်တရက်တိတ်ဆုံးခဲ့ရတယ်လို့သူ့အမေဟာလည်းပိုးထိပြီးတိတ်ဆုံးခဲ့ရပြန်တယ်ဖိုးတူလေးကတော့အယူဘဝနဲ့ခုချိန်ကြီးရှိနေတော့မှာပဲလို့ပြောပြပြန်တယ်မင်းကြီးဟာဒေါ်ဝိုင်းရဲ့စကားဆုံးမှာတော့တက်ပြင်းချလိုက်ရင်လူဆိုတာဖြစ်ချိန်တန်ရင်ဖြစ်တာပါပဲဗျာပုံနှပြန်ဆိုင်ရအနားလာပြီးခယူကောက်မိလို့ဖိုးတူယူရတာမဖြစ်နိုင်ဘူးသူ့ဟာသူအဖျားဝင်ပြီးအဖျားဘဝအုံနောက်ထဲရောက်လို့စိတ်နောက်တော့တာဖြစ်နိုင်ပါတယ်ဖိုးတူဖေကလည်းထမင်းကိုအလော်တကြီးစားမိလို့အသက်ရှူလန်းကြောင်ထမင်းစိတ်ဆို့ပြီးတေရတာဖြစ်မှာပါပြီးတော့ဖိုးတူရဲ့အမေပိုတီလို့ဆုံးတာဘာဆန်းလဲဗျာဒီလိုနေရာမှာအစိတ်ရှိတဲ့မွေဆိုးတွေခိုအောင်တက်တာပဲဒါတွေအားလုံးဟာပုံနှပြန်ဆိုင်အိမ်နဲ့ဘာမှမဆိုင်ဘူးဗျာလို့ပြောလိုက်တဲ့အခါဥပုပ်ကူကမဟုတ်ဘူးနော်ဆရာလေးကျုပ်တို့အရက်မှာပုံနှပြန်ဆန့်အိမ်ရဲ့အကြောင်းကပြောမဆုံးပေါင်းတောတုံးထောင်မယ်ရွာထဲကတချို့လူတွေဆိုပုံနှပြန်ဆန့်အိမ်ထဲကသပင်ဖားလာနဲ့မိန်းမတယောက်ထွက်လာတာကိုတက်အပ်ကြည့်မြင်ရတာတချို့ကြတော့လေလူလုံးဝမနေတဲ့အိမ်ကြီးထဲကမီးရွေလင်းထိန်တာကိုတွေ့ကြရတယ်ဒီအိမ်မှာခက်ဆက်ဆက်တေးဆုံးခဲ့တဲ့လူတွေရဲ့ဝိညာဉ်တွေရှိတယ်ဆရာလေးလို့ပြောပြန်တယ်ခက်ဆက်ဆက်တေးရဲ့လူတွေရှိတာဘာဆန်းလဲဗျာကျုပ်ခမည်းကိုမေးမယ်ခမည်းတို့ရွာထဲမှာအိမ်ဟောင်းမှန်တယ်များလူတေးခဲ့တာကြီးပဲမဟုတ်လားလူဆိုတာတိမ်မျိုးပဲဗျာအချိန်တန်တော့လည်းတိမ်မှာပေါ့ခမည်းတို့အယူတီးပြီးချဲ့ကားနေကြတာပါဒီအိမ်ကြီးမှာမီးလင်းတာတို့သပင်ဖားလျားနဲ့မိန်းမထွက်လာတို့ကခမည်းတို့ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့လားပြောတဲ့လူတွေလူစိတ်ဝင်စားအောင်6လံပြောနေကြတာပါကျုပ်ကတော့ရှင်းတယ်လောကမှာကျုပ်မျက်စိနဲ့တက်အပ်မမြင်ဘဲရမှလက်မခံဘူးမင်းနေရဲ့စကားကြောင့်ဥပုပ်ကူတို့လင်မယားဟာစကားမတုံ့ပြန်တော့ပဲငြိမ်သက်သွားတယ်ဒီအချိန်မှာအိမ်ကြီးရဲ့ခေါင်းမိုးပေါ်ကကလောက်ဝုန်းဆိုတဲ့အတန်ကျဲကြီးကိုကြားလိုက်ရတယ်အတန်ကြောင့်ဒေါ်ဝိုင်းဟာလန့်ဖြန့်ပြီးဥပုပ်ကူရဲ့လက်ကိုလှမ်းဆွဲလိုက်အမလီတော်ကိုကျိုးနေပါပြီမယုံဘူးဆိုလို့ကိုထင်ပြပြီးထင်တယ်လို့ရေရွတ်လိုက်တဲ့အခါမင်းနေကခေါင်းမိုးကိုမောကြည့်ရင်ဟာဗျာအုံးပင်ကအုံးသီးကြွေးကြတာဖြစ်မှာပါလို့ပြောလိုက်မိတယ်ဥပုပ်ကူကမျက်နှာအကြီးကျယ်ပြက်ရင်ဩ
ông đi chơi đó mà phía này muốn xe lại bà trong này số đó ông mình theo của anh bố mình đi lùi về luôn tao hiện nay lì đàn này biểu lại đấy mình này hả xây sâu xóa này cao cô lại đa số là chỉ có cái này biết đáp mà bỏ bà cháu sẽ xí lấy luôn biểu lại thế cả cho anh ngắm nhận luôn ở biểu ra này anh này chẳng muốn này đi lao về ra về tụi cái này bao này mà lấy luôn yêu lại thế mình này hả cho anh ngồi xem xí đó vậy bà lấy bia cái khám nhau tao là xây sâu đấy tụi đủ bà cháu mẹ tàn thôi rồi cháu xây muốn sao ấy đồ mẹ lúc biểu lại thế u bố cụ đồ liềm nhà cả bà sẽ cả mà đâu biết nó vậy cháu à chỉ xóa này anh chị à bỏ thắc cái này xem biết cái đấy nhà đặc ở trên mà rồi u bố cụ à bỏ toa bộ ấy à thà lại thế bây giờ ye anh xí ảo toa bị đặc ở xoay phun lại thế đặc ở lông vào phun mèo thế à chết thủ thà đó ta rằng u bố cụ à ye anh thế đồ wine nguyên này thế mi ấy à bị biến sâu cái đấy cái đi nói ao đồ u bố cụ à cao mới thằng mẹ bị miệng lông biểu toa mi đấy đồ wine theo ấy à bảo mà sáng sáng như ấy mua chán này ta rằng u bố cụ lại ở chỉ chế thay làm toa bị mi vậy ta rằng mà hà lụ ở hết lâu nó lại thế bà lẽ đó tụi mình cái anh này hả bà lụ tên nó này à lẽ đó vài ngày chỉ muốn đuổi phía cha ô bố của à thấy là mua ya này ngã bỏ toa cho nó anh nào toa là anh nào cái bị thà đấy ngã mấy vấn đề thì nó đi out đó mấy anh biểu này ngã đó cháu khai nhà bị thế này rồi biểu lại thế cả đó vài hàng ngọc cái này thà thay lại bà biểu đấy xin cho mà nào này là lúc mấy lại thế u bố cụ anh lòng chỉ biểu ra này hả thà nào xia là ngã cái biểu này mấy hồi lại chỉ lại lúc biểu lại thế cả đó anh ngã mấy hôm cháu lại chỉ mấy lúc biểu rồi này ao ta anh nào biết thôi cái gì đấy anh nào需要đó anh ngã đó cả lần này trông phải lại thế đó cả truy cái này phải nào đó truy lại vậy đó anh hả đó là chỉ này ao ta biết tụi bài khảo của lên xoay lại miếng mù là xin biểu đó cả phải miếng số lúc giống mày cho anh nào tất tất mình nào sẽ đấy nào cả số xem lại ông mẹ lúc biểu rồi bị sau này ông chị mua nhà này anh nào sẽ lấy thoát đó đấy u bố cụ à anh nào sẽ vậy đối với nhà này ông phiền này mi đi chơi mà về đó anh ấy tên là gì này ở lại tên trả lại vậy à mà lấy đó cái trả bảo u bố cụ à đó anh sẽ ở tên bị đó bị bà biết là mi anh lúc thấy thấy bây mi lại thế cả đó anh à khăn cái áo lên nhau thôi ấy mấy gì ấy gì cả ấy gì bé chỗ của cháu để đó u bố cụ làm phải em biểu lại đấy u bố cụ à mấy mà biết được mấy ông chị hắn ấy gì你我边咪勒啥钱那么好啦？你喊你哎呀，怎么搞了？搞你边咪我了龙啊没有，家里边没招啦，过来咪对下爸妈没有呢的，路边来这个周围我多啦ထွက်သွားပြီကိုဖိုးကူရှင်တော့ကျုပ်လုံးပြီးတော့မယ်နော်ကျုပ်ကနောက်ပြောင်ရအောင်ကလေးမဟုတ်ဘူးရှင်ကြောင့်မကျုပ်ကိုကဲပါယူပါတစားစားမအော်နဲ့နောက်တနေ့ဦးဖိုးကူချမ်းတဲ့တပြက်စီလဲနေချိန်မင်းနေရောက်လာပြီးဦးဖိုးကူခမောက်ညဘာဖြစ်ကြလဲကျုပ်တန်တွေကြားလိုက်တယ်လို့ပဲလို့မေးလာတယ်မင်းနေရဲ့စကားကြောင့်ဦးဖိုးကူကမျက်နှာပြတ်သွားတယ်ညကသူတို့ကြုံရတာကိုမင်းနေကိုပြောပြရင်လည်းဘယ်သူမှလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဘာမှဖြစ်ပါဘူးဆရာလေးမိဝိုင်းလေးအိမ်မက်ဆိုမှပြီးထအော်တာပါလို့ပြောလိုက်မိရဲ့ဘာမှဖြစ်နေပြီးတာပဲကျုပ်တောင်မြင်ထွက်ပြီးလမ်းလျှောက်အောင်မယ်မင်းနေဟာဦးဖိုးကူလို့ပြောပြီးခြံဝါစီကိုဆက်လျှောက်သွားတယ်မင်းနေထွက်သွားတဲ့အခါတော်ဝိုင်းဟာဦးဖိုးကူရှိရာလျှောက်လိုက်ဆရာလေးပဲတော့လဲညာကိစ္စရရှင်ဆရာလေးကိုပြောလိုက်သေးလားလို့မေးလိုက်တယ်မပြောပါဘူးပြောလဲဆရာလေးကယုံမှာမဟုတ်တာအခုလည်းတောင်မြန်မာလမ်းလျှောက်မယ်ဆိုရင်ထွက်သွားတာပဲဦးဖိုးကူကမိမကိုလမ်းပြောရင်တစ်ပြက်စီဆက်လင်းနေလိုက်တယ်တော်ဝိုင်းကလည်းဘာမှမပြောတော့ပဲဦးဖိုးကူအနာကထွက်လာခဲ့တယ်ဦးဖိုးကူတယောက်တစ်ပြက်စီလဲနေရင်အတန်ကြာတော့ခြံထဲကိုပြေးဝင်လာတဲ့မင်းနေကိုတွေ့လိုက်ရတယ်ဦးဖိုးကူလည်းထိတ်လန့်သွားရင်မင်းနေရှိရာပြေးသွားရင်ဆရာလေးဘာဖြစ်တာလဲလို့မေးလိုက်တယ်မင်းနေဟာဦးဖိုးကူဒေါ်လာကြီးကြီးတော်ဝိုင်းပဲမလဲလို့မေးလိုက်တယ်ဦးဖိုးကူကပြဿနာတစ်ခုခုတက်ပြီးဆိုတာရိတ်စားမိသွားပြီရှိပါတယ်ဆရာလေးခုပဲကျုံနဲ့စကားပြောပြီးအိမ်ထဲဝင်သွားတာပါကျုပ်ခေါ်ပြပါမယ်လို့ပြောရင်မိမဖြစ်သူကိုလမ်းခေါ်လိုက်တယ်တော်ဝိုင်းထွက်လာချိန်မှာတော့မင်းနေဟာတော်ဝိုင်းကိုစူးစိုက်ခြင်းခမည်းကိုကျုပ်ပါမှာထားတယ်လေကျုပ်မရှိရင်အပေါ်ထက်ကိုမတက်ရဘူးလို့မှာထားမသိဘူးလားအပေါ်ထက်မှာခမည်းဘာကိစ္စရှိလို့လဲလို့လေတံမာနဲ့မေးလိုက်တဲ့အခါတော်ဝိုင်းကဘာမှမသိဟန်နဲ့ကျုံမိဖို့တဲမှာဟင်းချက်နေတာပါအပေါ်ထက်ကမတက်ရပါဘူးဆရာလေးရဲ့လို့ပြောလာတယ်ဒီအခါမှာမင်းနေဟာမျက်နာကြီးညီမြန်းသွားတော်ဝိုင်းရဲ့လက်ကိုစောင့်ဆွဲလိုက်လာခမည်းကိုကျုံနဲ့လိုက်ခဲ့လို့ပြောပြီးအင်ကြီးရဲ့အပေါ်ထက်ကိုခေါ်သွားတယ်ဥပုပ်ကူတို့လည်းများလဲဘူးမသိဘာမသိနဲ့အပေါ်ထက်ကိုပါသွားကြတယ်အပေါ်ထက်ရဲ့အခန်းဆောင်ရောက်တော့မင်းနေဟာပတင်းပေါက်ကိုသွားပြီးဒီနေရာမှာမိမတယောက်ရက်နေတာကျုံမျက်လုံးနဲ့ကိုတောင်မြင်ဘက်ကနေလှမ်းပြီးမြင်ရတာဒီအိမ်မှာမိမဆိုလို့ခမည်းကလွယ်ပြီးဘသူရှိမှလဲပြောလို့တော့ရကြီးမင်းလိုက်တယ်မင်းရဲ့စကားကြောင့်တော်ဝိုင်းဟာခေါင်းနှပန်းကြီးသွားပြီးတကယ်ပါဆရာလေးရဲ့
ကျုပ်အောက်ထပ်မှာဟင်းချက်နေတာပါအပေါ်ထက်ကိုလုံးဝမတက်ရပါဘူးဆရာလေးအချောက်ခံရပြီထင်တယ်လို့ပြောလိုက်တယ်ဘာအချောက်ခံရတယ်ဟုတ်လားအတိတ်ပဲမရှိတဲ့စကားမပြောနဲ့ကျုပ်လုံးဝအယုံကြည်မရှိဘူးဒီနေရာမှာရက်နေတဲ့မိန်းမခမည်းမဟုတ်ရင်တော့ကျုပ်ယူနေလို့ပဲဖြစ်ရမယ်မင်းရဲ့စကားကြောင့်ဦးဖိုးကူတို့လင်မယားဟာဘာမှမပြောဖို့မဲခေါင်းငုံနေကြတယ်ခမည်းတို့ကိုပြောတာတိတ်မောတယ်နေကြအောင်ကျုပ်ရေတောက်လိုက်အောင်မယ်မင်းနေဟာပြောဆိုရေတကောင်းရှိရာအိတ်ခံဝင်သွားတယ်။ဦးဖိုးကုံနဲ့တော်ဝိုင်းဟာတယောက်မျက်နှာတယောက်ကြည့်ရင်မျက်နှာပြက်ပြီးကြံ့ရစ်ခဲ့။ဒီချိန်မှာပဲမင်းနေရဲ့အတန်ကြီးကိုကြားလိုက်ရတယ်။ဟာဘာကြီးလဲစက်တည်ရင်မရှိလိုက်တာငါအိတ်ရပေါ်မှာဦးဖိုးကုတို့ကမင်းနေရဲ့အတန်ကြောင့်အိတ်ခမ်းထဲကိုကမန်းကတန်းပြေးခဲ့ကြ။ဆရာလေးဘာဖြစ်လာလဲဟင်လို့နေလိုက်ရမြင်ကွင်းကြောင့်ဦးဖိုးကူတို့ဟာခြေလန်းတုံသွားမိရဲ့မင်းနေရဲ့ကလေးမှာအခေါင်းဖြူကြီးတစ်ခုမင်းနေဟာအခေါင်းဖြူကြီးကိုဒေါ်လာကြီးကြီးခမယောက်ကျုပ်ကိုနောက်ပြောင်ထားကြတာလားလို့ပြောလာတဲ့အခါဒေါ်ဝိုင်းကလက်တကာကနဲ့ကြံကြီးဆရာလေးရဲ့စက်တီမရှိတဲ့အခါကျုပ်တို့ဘယ်ရမှာလဲဆရာလေးအမြင်ပဲကျုပ်တို့နေရာလုံးချမ်းမင်းအောင်ထွက်လာတာမဟုတ်ဘူးလို့ညင်ဆန်တယ်မင်းနေဟာဒေါ်လာကြီးနဲ့ခောက်တော့ခောက်ပြန်လန်းဆိုင်ဖဲလိုက်စမ်းများဘာကြည့်နေကြရလဲဒီအိမ်မှာတခုခုဖြစ်နေတာသိကြတယ်ဘာဖြစ်နေရလဲဘာဖြစ်ကုန်ပြီလဲလို့အယူတယောက်လို့အော်ဟစ်လိုက်တယ်ဒါကြောင့်ပြောတာပေါ့ပုံနှပြန်ဆိုင်ဟာမကောင်းဆိုးဝါးကြီးဆိုတာဆရာလေးမယုံတာဒေါ်ဝိုင်းရဲ့မဝတ်မရဲတီတိုပြောလိုက်တဲ့စကားကြောင့်မင်းနေဟာရှူရှူရှာရှာဖြစ်သွားပြီတိတ်မပြောနဲ့ဘာမှမကြားချင်ဘူးသွားခမရောက်သွားကြလို့ဒေါ်ဝိုင်းတို့မောင်းထုတ်လိုက်တယ်ဥပုပ်ကိုတို့အခန်းပြင်ရောက်တော့ဒေါ်ဝိုင်းကလေတံတီတိုနဲ့ဆရာလေးကြီးဟာတနေ့တခြားပိုဆိုးလာတယ်လို့ပဲသူစိတ်ကပုံမှန်မဟုတ်ဘူးအခေါင်းကြီးကိုသူ့ဟာသူတင်ထားကျုပ်တို့ဆွဆွဲနေတာရှင်စဉ်းစားကြည့်လေအပေါ်ထက်ကိုသူတယောက်တည်းနေတဲ့ဟာကိုလို့မချင်မနဲ့ရေရွတ်လိုက်တယ်ညရောက်တဲ့အခါမင်းနေဟာအိယာပေါ်မှာလူးလဲရင်နေခင်ကအဖြစ်ပြက်ကိုပြန်တွေးနေတယ်နေ့လေကငါကိုရန်တောင်မြင်ကနေလမ်းပြီးမိမတယောက်ရဲ့အရေးကိုမြင်လိုက်ရတော်ဝိုင်းကလည်းသူမဟုတ်ဘူးလို့ညင်းတယ်ဒါဟာဘာလို့ဖြစ်မလဲခင်များမကျွတ်မလို့ပဲဟိုးမဖြစ်နိုင်ပါဘူးလူဆိုတာတိတ်ပြီးရင်ပြီးသွားတာပဲဝိညာဉ်ရဲ့၆လက်မှုတွေကိုငါလုံးဝလက်မခံဘူးပြီးတော့ငါအိယာပေါ်ရောက်နေတဲ့အခေါင်းဖြူကြီးဘယ်သူထားတယ်လဲဘယ်သူလဲမင်းနေတယောက်အသွေးနဲ့ချက်နေစင်မှာပဲအောက်ထက်ကတော်ဝိုင်းရဲ့ဆိုးဆိုးဝါးဝါအဟစ်တန်ညိုကြားလိုက်ရတယ်ဟာဒီမိမကြီးဘာဖြစ်ပြန်ပြီလဲအရင်တခါလိုပဲအိမ်မက်ဆိုးမှန်ရဲ့အော်ပြန်ပြီထင်တယ်ဘာပဲဖြစ်ဖြစ်ငါအိမ်ရှင်ငါမှတာဝန်ရှိရဲ့စဉ်းကြည့်တာကောင်းပါတယ်မင်းနေဟာအတွေးနဲ့အတူအိယာပေါ်ကစက်ကနေဆင်းလိုက်တယ်ဒီချိန်မှာပဲတအိမ်လုံးမိတွေမောင်းကျသွားတယ်ဒါကြောင့်မင်းနေဟာခေါင်းအောက်ကတက်မီကိုစမ်းယူလိုက်ရင်အောက်ထက်ကိုဆင်းခဲ့တယ်ဒေါ်ဝိုင်းခမရပါမလဲမင်းနေဟာအခန်းအနန္တမီနဲ့ထိုးရင်ရှာဖွေမိရဲ့မိဖို့ခံတကားဝါကိုရောက်တော့ခွေလေးလဲကျနေတဲ့ဒေါ်ဝိုင်းကိုတွေးလိုက်ရမင်းနေဟာဒေါ်ဝိုင်းနောက်စိုးရိမ်နေကြီးပြေးသွားပြီဒေါ်ဝိုင်းဘာဖြစ်တာလဲတတိထားလေဗျာဒေါ်ဝိုင်းလို့အော်ဟစ်ခေါ်လိုက်တယ်ဒီချိန်မှာပဲသူတို့နားကိုဦးဖို့ကူရောက်လာပြီမိဝိုင်းဘာဖြစ်တာလဲဆရာလေးတအိမ်လုံးမောင်ကျသွားမြင်တော့ကျုပ်စိုးရိမ်ပြီးဝင်လာတာလို့ပြောရင်ဒေါ်ဝိုင်းကိုလုံလုံးပြန်တယ်သူတို့ဘလို့ပဲခေါ်ဒေါ်ဝိုင်းကလုံးဝမလုပ်ဘူးမင်းနေလဲကြံရများဖြစ်ပြီးဦးဖို့ကူရေပုံးယူပြီးသူ့ကောင်းပေါ်လောင်းချလိုက်ပြလို့ပြောလိုက်တယ်ဦးဖို့ကူလည်းရေချိုးခန်းရှာပြေးသွားပြီးရေပုံးနဲ့ရေအပြည့်ခတ်လိုက်တယ်ပြီးတော့ဒေါ်ဝိုင်းရဲ့ခေါင်းပေါ်ဖွမ်းကနေလောင်းချလိုက်တယ်ဒီတော့မှဒေါ်ဝိုင်းဟာညှဉ်းညူတန်းတဲ့အတူတဖြည်းဖြည်းလှုပ်ရှားလာတော့တယ်ဒေါ်ဝိုင်းခင်ဗျတတိရပြီလားဘာဖြစ်တာလဲမင်းနေရဲ့အမေကြောင့်ဒေါ်ဝိုင်းကမျက်လုံးကြီးပြူလာပြီးကျုပ်အိတ်ခါနီးတကားရဲ့လိုက်စစ်ပါတယ်ထမင်းစားခန်းအောင်ရောက်တော့ထမင်းစပွဲမှာထိုင်ရင်စားတောက်နေရဲ့အရေးကြီးကိုတွေ့လိုက်ရတယ်ကျုပ်လည်းလမ်းဖြတ်ပြီးអော်လိုက်မိရဲ့ဒီအချိန်မှာပဲအရေးကြီးကကျုပ်ရှိရပြေးလာပြီးခေါင်းကိုရိုက်သွားတော့တာပဲလို့ပြောလာတယ်ဒေါ်ဝိုင်းရဲ့စကားကြောင့်မင်းနေဟာမျက်မှောင်ကျုပ်စဉ်းစားဟန်ပြူရင်ဒါဆိုရင်တော့အဲ့ဒီအရေးကြီးကိုတွေ့အောင်ရှာရမယ်ဒီတော့ဦးဖို့ကူနဲ့ကျုပ်ကအိမ်နဲ့လိုက်ပြီးရှာကြမယ်ခမရောက်ထွင်တယ်လို့မကောင်းဆိုးဝါးဆိုရင်တော့တော်သေးရဲ့လူဖြစ်နေခက်ရကြီးရဲ့တော်ဝိုင်းကရွာထဲကိုသွားပြီးဥတာမောင်အကျိုးကြောင့်ပြောပြကဲသွားတော့အချိန်မရှိဘူးလို့ပြောလိုက်တယ်မင်းနေရဲ့စကားကြောင့်တော်ဝိုင်းကကြပြားထပြီးရွာထဲသွားဖို့ပြင်လိုက်တယ်တော်ဝိုင်းထွက်သွားတဲ့အခါမင်းနေကဥပုပ်ကိုကျုပ်တို့မိန်းခလုတ်ကိုအရင်သွားကြည့်ကြမယ်လားလို့ပြောရင်အင်ကြီးရဲ့အနောက်ဘက်ကိုထွက်ခဲ့ကြတယ်မိန်းခလုတ်ရှာရောက်တော့မင်းနေကတက်မီနဲ့ထိုးကြည့်လိုက်မိန်းကတော့မကြဘူးဗျမိချိုးဘာဖြစ်ပြန်ပြီလဲမသိဘူးနေအောင်ဒီနားမှာတအိမ်လုံးကိုသွားတဲ့မိချိုးတွေရှိရဲ့ကျုပ်ကြည့်လိုက်အောင်မယ်လို့ပြောဆိုရင်မိချိုးရှိရအောင်ထွက်ခဲ့တယ်မင်းနေရမိချိုးရှိရတကားကိုဆွဲဖွင့်လိုက်တယ်တကားကကြက်နေတဲ့အတွက်အလွယ်တကူဖွင့်မရပဲရှိနေတယ်ဒါကြောင့်မင်းနေရနံရံကိုလက်နဲ့အာယူထောက်ရင်တကားကိုဆွဲဖွင့်လိုက်တယ်ဒီအချိန်မှာပဲနံရံထောက်ထားရဲ့မင်းနေရဲ့လက်ဟာကျုံဝင်သွားပြီးကြွေကနေအတောင်ကြားလိုက်ရတယ်ဟာနံရံကကျုံဝင်သွားပါလားဘလို့ဖြစ်တာပါလဲမင်းနေဟာတအံ့တော်ရေရွတ်တိုင်းတဲ့အတူအ
အုတ်ဖူးကိုတက်မီနဲ့ထိုးပြခိုင်းတယ်။နေရနဲ့တသားတဲ့ကြောင်ပြုတ်လောက်ထားတဲ့လှုပ်ဝက်တကားပေါက်တစ်ခုမင်းနေနဲ့ဥဖိုးကိုကလှုပ်ဝက်ပေါက်ကိုငုံကြည့်ရင်ဟာလှေကားရရှိတယ်ဗျကျုပ်တို့စင်းကြည့်ရအောင်လို့ဥဖိုးကိုပြောပြီးရှေ့ရဦးဆောင်ဆင်းလိုက်တယ်ဆရာလေးတတိထားစင်းတော့တော်ကြဘာမှန်းညာမှန်းမသိပဲဒုက္ခတွေ့နေမယ်ဥဖိုးကိုရဲ့စကားမဆုံးခင်မှာပဲမင်းနေဟာလှေကားရဲ့အောက်ခြေကိုရောက်သွားပြီးဆင်းခဲ့ဗျအခန်းကျယ်တစ်ခုပဲလို့လမ်းပြောလိုက်တယ်ဥဖိုးကိုကလည်းလေကားထက်အတိုင်းလိုက်ဆင်းခဲ့တယ်မင်းနေနဲ့ဥဖိုးကိုကတက်မီအလင်းရောင်နဲ့အခန်းကြီးကိုလှည့်ပတ်ကြည့်ရင်တနေရာအရောက်မှာတော့ဥဖိုးကိုကဆရာလေးတတိထားပြီးနားထောင်ကြည့်စမ်းလူတယောက်စကားပြောနေတယ်လို့တချင်းကြီးနေတယ်လို့အတန်ကြားနေရတယ်လို့လေတန်တိုးတိုးနဲ့ပြောတယ်မင်းနေရနားဆိုင်ထားရင်ဟုတ်တယ်ဗျအတန်ဒီဘက်နိုင်ရန်ထဲကြားနေရဒီမှာလဲလိုဝက်ပေါက်ရှိအောင်မယ်ထင်တယ်လို့ပြောရင်နိုင်ရန်အနည်းကိုချင်းကပ်လိုက်တယ်နိုင်ရန်နားရောက်တဲ့အခါဥဖိုးကိုကလက်ကင်ကွင်းတစ်ခုကိုဆွဲမိသွားတယ်ဒီအခါမှာနိုင်ရန်ဟာတကားပွင့်သွားတယ်လို့ကြွေကနေပွင့်သွားတော့တယ်မင်းနေနဲ့ဥဖိုးကိုကတတိကြီးစွာထားပြီးလိုဝက်ခန်းထဲဝင်ခဲ့ကြတယ်ဒီအချိန်မှာလူတယောက်ရဲ့ညှဉ်းညူတန်အတန်ကြီးတစ်ခုကိုကြားလိုက်ရတယ်မင်းနေဟာအတန်လိုက်ရစီကိုတက်မီနဲ့ထိုးကြည့်လိုက်စင်မှာတော့သူတို့ကိုကြောပေးထိုင်ထားတဲ့အဖြူအောင်အရိပ်ကိုတွေးလိုက်ရတယ်မင်းနေတို့ရဲ့တက်မီရောင်ကြောင့်အဖြူရောင်အရိပ်ကနောက်ကိုဆက်ကနေလဲကြည့်ပြီးဟီဟီဟာဟာဆိုတဲ့အတန်နဲ့အတူဝုန်းဝန်းနဲ့ထပြေးတယ်ဟာပြေးပြီးဟဲ့လိုက်ဥဖိုးကူနဲ့မင်းနေဟာညာတန်ပေးရင်အဖြူရိပ်နောက်ကိုပြေးလိုက်ကြတယ်အဖြူရိပ်ဟာလေထက်မြန်တဲ့အမြန်နှုံးနဲ့မင်းနေတို့ဆင်းခဲ့တဲ့လေကားအတိုင်းပြေးတက်သွားတယ်မင်းနေတို့နှစ်ယောက်အဖြူရိပ်နောက်ကနေထက်ချက်မကွာလိုက်ခဲ့ကြတယ်မပြေးနဲ့ဘသူလဲမပြေးနဲ့မင်းနေရဲ့အော်ဟစ်တိုင်းနဲ့အတူအဖြူရိပ်ဟာအင်ကြီးရဲ့အပေါ်ထက်လေကားအတိုင်းပြေးတက်သွားပြန်တယ်မင်းနေနဲ့ဥဖိုးကူကအမောင်ထဲမှာတက်ပြီးတထိုးထိုးနဲ့အပေါ်ထက်ကိုလိုက်တက်ကြပြန်တယ်သူတို့အပေါ်ထက်ကိုရောက်တော့အဖြူအောင်အရိပ်ကြီးကိုလုံးဝမတွေ့ရအောင်ဥဖိုးကူကစိတ်လှုပ်ရှားစွာနဲ့မျက်လုံးပြူးကြည့်လိုက်ရင်ဘယ်ရောက်သွားတာလဲဒီနားလေးတင်ပျောက်သွားတာလို့ရေရွတ်မိတယ်မင်းနေအိတ်ခမ်းဘက်သွားပြီးရှာနေချိန်ဥပုပ်ကူတယောက်တည်းလေကားထိပ်မှာကြံရင်ခဲ့တယ်ဟေးဘယ်ကောင်လဲကွာတတိရှင်ထွက်ခဲ့စမ်းဥပုပ်ကူကတက်မီကြီးတရန်ရန်နဲ့အော်ဟစ်တုံးဝန်းလိုက်တယ်ဒီအချိန်မှာပဲဟီဟီဟာဟာဆိုတဲ့6ကက်အတန်ညိုကြားလိုက်ရတယ်ဥပုပ်ကူကအတန်ဆိုးကြီးကြောင့်ကြောစိတ်သွားလို့ခံစားလိုက်ရပြီးဘယ်လိုလဲလို့ပြောနေရနော်တတိရှင်ထွက်ခဲ့စမ်းလို့ကြုံဝန်းလိုက်တယ်ဥပုပ်ကူရဲ့အတန်ကြောင့်မင်းနေဟာလေကားရှေ့အောင်ရှောက်လာတယ်ဥပုပ်ကူရှီယာတက်မီနဲ့ထိုးကြည့်လိုက်တော့မလန်းမကန်းမှရက်နေရဲ့အဖြူအောင်အရိပ်ကြီးကိုတွေးလိုက်ရတယ်ဥပုပ်ကူခမားရှိမှာမင်းနေရဲ့တတိပေးတန်းကြောင့်ဥပုပ်ကူကတက်မီကိုရန်ထိုးနေရမှရှေ့တက်ကိုထိုးချိန်လိုက်တယ်ဒီခါမှာတော့အဖြူအောင်ဝတ်စုံစပင်ဖြူဖိုးရုပ်ဖားရနဲ့ကြောက်မဖွယ်မျက်နှာကြီးကိုမြင်လိုက်ရတယ်ဥပုပ်ကူကအဖွားကြီးရဲ့မျက်နှာကိုစိတ်စိတ်ကြည့်ရင်အကြီးကျယ်တုံးလို့သွားပြီးဟမ်တော်ဥစားခမဒီအိမ်ကြီးမှာရှိနေတော့မဲလားလို့ရေရွတ်လိုက်မိရဲ့ဒီခါမှာအဖွားကြီးကဥပုပ်ကိုရှိအောင်တရွရွတိုးလိုက်ငါအိမ်ပေါ်ခိုးနေရဲ့လူတွေနင်တို့အရှင်မထောင်းအသိတက်ပြစ်မယ်ဟာဟာဟာလို့ကြုံသွားပြီးသူ့ရဲ့လက်ကိုမြောက်လိုက်တယ်အသွားချွန်ထန်နေရဲ့တက်ရှိတချောင်းအဖွားကြီးရဲ့လက်မှာကင်ထားတွေးလိုက်ရတယ်ဥပုပ်ကူဟာအကြီးကျယ်တွေးပြတ်သွားမဟုတ်ဘူးတော်စားခမမားနေပြီလို့ရေရွတ်ရင်ခြေလမ်းကိုနောက်ဆုံးမိရဲ့ဒီခါမှာပဲဥပုပ်ကူဟာလေကားထိတ်ကနေခြေချော်ပြီးရှေ့လျားလာတဲ့လေကားထစ်တွေအတိုင်းဒလင်းကောက်ကွေပြုတ်ကျသွားတော့တယ်အာဥပုပ်ကူရဲ့အော်ဟစ်တန်ကြီးနဲ့အတူမင်းနေဟာအထိတ်တလန့်ဖြစ်သွားပြီးဥပုပ်ကူလို့အတန်ကုန်အော်ဟစ်လိုက်မိရဲ့ဒီခါမှာတော်အိုစာဟာမင်းနေရှိရပဲလဲလိုက်ရင်ငါအိမ်ကိုခိုးတဲ့ကောင်နင်တို့ကိုအမျိုးဖြုတ်ပြရမယ်ဟာဟာဟာလို့ကြုံသွားပြီးဓာကြီးကိုဝင်လိုက်တယ်ပြီးတော့မင်းနေရှိရအောင်တလန်းချင်းလန်းလာတယ်မင်းနေဟာအဖွားကြီးကိုကြည့်ရင်မဟုတ်ဘူးတော်စားကျုပ်ကခမားညီမဒေါ်မဲဆန်စီကဒီအိမ်ကြီးကိုဝယ်ခဲ့တာခမားညီမဒေါ်မဲဆန်ကဒီချိန်ကြီးစိတ်ဖောက်ပြန်ပြီးပုံနှပြန်ဆိုင်ကပျောက်ဆုံးသွားတဲ့ခမားကိုလိုက်ရှာနေသေးပါဗျာခမားပြောလို့ကျုပ်ကခမားအိမ်ကိုခိုးပြီးတက်နေတာမဟုတ်ရပါဘူးလို့ပြောလိုက်တဲ့အခါဒေါ်စားကအတန်နဲ့ကြီးနဲ့ဟာတိုက်ရီမောလိုက်နင်ကအကြောက်လက်မရှိတဲ့ကောင်ပဲနင်ကိုကြောက်မလားဆိုပြီးငါနီးအမျိုးမျိုးနဲ့ခြောက်လိုက်ခဲ့တယ်နင်နဲ့တန်တာဒါပဲဒီဓာတ်နဲ့နင်းပိုက်ကိုဖောက်ပြီးကလေးစားဖောက်ပြရမယ်ဟာဟာဟာလို့ပြောပြီးမင်းနေရှိအောင်တိုးကပ်လာတယ်မင်းနေဟာခြေလမ်းကိုနောက်ပြန်ဆုပ်ရင်းကဒါဆိုကျုပ်အိယာပေါ့အခေါင်းကြီးလာထားခမားပဲပေါ့ကျုပ်မြင်ရတဲ့လူရိတ်ကလည်းခမားပဲလူရေရွတ်လိုက်တဲ့အခါတော်စားဟုတ်တယ်ဘာဖြစ်လဲခေါင်းမိုးပေါ်ဂဲနဲ့ပြစ်ပြီး6လက်နာလဲငါပဲတောင်မြင်ကနေပြီးလက်ရက်ကြောပေါ်ဖျောင်းနိုင်ထွန်းလိုက်တယ်လက်ကတော့မီးလုံးနဲ့ပြင်းနေတယ်လို့ဖြစ်အောင်လှုပ်တာလဲငါပဲပုံနှပြန်ဆိုင်ကြီးကိုဘဒူးမှအနာမကတ်ဝင်အောင်လှုပ်တာလဲငါအစွမ်းစားပဲငါဒါဒီအိမ်ကြီးရဲ့အရှင်တခင်မဒီအိမ်မှာဘဒူးမှမနေစေရအောင်နင့်ကိုလည်းငရဲပြီးပို့ပြမယ်လို့ကြုံသွားပြီးမင်းနေနဲ့အနီးကိုရောက်လာတယ်မင်းနေဟာစိတ်ဖောက်ပြန်ပြီးဓာတ်ကင်ထားတဲ့ဒေါ်အိုစာကြောင့်နောက်ပြန်ဆုပ်ရင်ပတင်းမောက်ကိုရောက်သွားတယ်ဘလို့မှဆက်ပြီးဆုပ်လို့မရတော့
ပတိမောက်ကပြုတ်ကြရင်လည်းဇက်ကြိုးသေးဖို့ပဲရှိတယ်ဒါကြောင့်မလုပ်ပါနဲ့တော်ဦးစားခမမမယ်မလုပ်ပါနဲ့လို့အကြောင်းကန်ညင်းဆန်လိုက်မိရဲ့တော်ဦးစားသူ့ကိုဝါစာမတက်မျက်လုံးနေနဲ့စိုက်ကြည့်ရင်သူ့အနာကိုရောက်လာတယ်ပြီးတော့ဓာကြီးကိုကန်မြောက်လိုက်ရင်မင်းနေကိုခုတ်ပိုင်းဖို့ပြင်လိုက်တယ်မင်းနေဟာတော်ဦးစားရဲ့လက်ကလွတ်လပ်မရှိဘူးဆိုတာရိပ်မိသွားတယ်ဒါကြောင့်မျက်လုံးကိုစုံမိတ်လိုက်တယ်တော်ဦးစားဟာတိုက်ရီမောတန်နဲ့အတူမင်းနေရဲ့ရင်ဝါကိုဓာတ်နဲ့အားကုန်ထိုးဆိုင်လိုက်တယ်မင်းနေလည်းလန့်ပြတ်ပြီးအားကနေအော်ဟစ်လိုက်မိရဲ့ကိုမင်းနေခမဘာမဖြစ်ပါဘူးစိတ်ဖောက်ပြန်ပြီးလူတက်မှုကျူးလွန်မှုကြံစီနေတဲ့တော်ဥစားကိုကျုပ်တို့ဖမ်းလိုက်ပါပြီကြားလိုက်ရတဲ့အတန်ကြောင့်မင်းနေဟာလန့်ဖြန့်ပြီးမျက်လုံးကိုဖွင့်ကြည့်မိရဲ့ဦးတာမောင်တော်ဝိုင်းတို့နဲ့အတူတော်ဥစားကိုဖမ်းဆီးထားတဲ့တပ်သားတွေကိုပါတွေ့လိုက်ရတယ်ဒီခါမှမင်းနေဟာတပ်ပြင်းရှိကြီးကိုချလိုက်နိုင်တယ်တော်ဥစားသူ့ကိုခေါ်ဆောင်သွားတဲ့ရဲတွေလက်ကနေအော်ဟစ်ရုံကန်ဟာဟာဟာငါသာလင်ပုံနှပြန်ဆန်အင်ကြီးရဲ့အရှင်တခင်မငါပြန်လာခဲ့မယ်ဟာ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 ပုံနှပြန်ဆန်အိမ်မအိုစာအားလုံးပဲအဆုံးထိနားဆင်ပေးရတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်